န္တလေးတိုင်းဒေသကြီးမြင်းချမ်းမြို့နယ်လှိုင်းတက်ကြီးရွာရောက်လာခဲ့ပါဗျာလှမ်းလာခဲ့ပါဗျာလှိုင်းတက်ကမြေတန်းကျူနီမှာမန္တလေးတိုင်းဒေသကြီးမြင်းချမ်းမြို့နယ်လှိုင်းတက်ကြီးရွာရောက်လာခဲ့ပါဗျာလှမ်းလာခဲ့ပါဗျာလှိုင်းတက်ကထာဝရကျူနီမှာတရားလုံးပြောင်းလဲနေပါပြီတို့ရွာကလေးတိုးတက်နေပြီအရင်လိုလည်းမဟုတ်တဲ့တို့ရွာကလေးပြောင်းလဲနေပါပြီနေတာပဲဖြစ်ပါစေဝေးတာပဲဖြစ်ပါစေတစ်ခါတစ်ခေါက်တော့လှမ်းခဲ့ပါဦးလေချစ်တော်မိတ်ဆွေလှမ်းခဲ့ပါလိုက်တဲ့ရွာကူလေးလေယာမြင့်စိမ့်လန်းစုပြေနေဖယားပထိုးစီရီများနဲ့ခန္ဓာရည်လေးလှိုင်းတဲ့ရွာလေးကိုဒီသချင်းနဲ့ဂုဏ်ပြုပါရည်ဒီသချင်းများရေးကဆိုရင်လေကျွန်တော်မူတကူကိုတန်ဆွမ်းနေအနုပညာလုံးနဲ့လှိုင်းတဲ့ရွာဂုဏ်ပြုပါရည်